ဒီအဖြစ်ကတော့နေမျိုးတစ်ခုရဲ့အနားမှာဖြစ်ခဲ့တာမှာမြေနီတွေတဲဆောင်ရနေရတစ်ခုမချာခဏတတော်စားမှုတွေဖြစ်ပြီးလူတွေခဏတေခဲ့တဲ့နေရအဲ့နေရကိုအနားကလူတွေကတော့ကြက်ကုန်းလို့ခေါ်ကြမှာတယ်နောက်ပိုင်းမှာတော့ဘသူမှမလာရဲကြတော့ပါဘူးဒါပေမဲ့တနေ့မှာတော့တရေတွေကိုမယုံကြည်တဲ့မိသားစုတစုကချက်ကုန်းနာကအိမ်ကိုပြောင်းရွှေ့လာခဲ့ကြတယ်။ပြောင်းလာတဲ့ညနေ6နာရီကျော်လောက်မှာပဲလေမတိုက်ပဲအိမ်တကားတွေကထုသလိုရိုက်သလိုဖွင့်လိုက်ပိတ်လိုက်ဖြစ်လာရောညရောက်တော့ကလေးတွေအိတ်နေချိန်မှာဆောင်းကိုတယောက်ဆွဲချသလိုဖြစ်လာတာကလေးတွေကြောက်လန့်ပြီးငိုကြတာပေါ့နောက်နေကြတော့မိဘတွေကဖုန်ကြီးပင့်ပြီးအိမ်မှာတရားနာကြတယ်သုနာတုမေဗန္တေသံဃောယာတာသံဃေနဒါပေမဲ့အဲ့လိုလှုပ်ပြီးမှပိုချောက်လာတယ်နမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဖုန်ကြီးတရားဖွင့်နေတော့အော်တန်လိုညီးတန်လိုမမြင်ရတဲ့တခုခုရဲ့အတန်တွေအိမ်ထဲကနေကြားလာရတာတရက်မှာတော့ညက်နေမှောင်စပြိုးချိန်လောက်မှာကလေး3ယောက်ကအိမ်ရှိမှာထိုင်နေကြတယ်သူတို့အချင်းချင်းညဘက်မရောက်ချင်ဘူးလို့ပြောနေချိန်မှာပဲအိမ်ရှိတမာပင်ပေါ်ကနေစပင်ဖားလျားကြီးနဲ့တရေမကြီးတယောက်စောက်ထိုးကြီးဆင်းလာတာတဲ့မြင်ရောင်တာကြည့်လိုက်တော့ဗျာကလေးတွေအော်ပြီးအိမ်ထဲဖြီးဝင်သွားကြတယ်ဒါကသူတို့တရေ6ခံရတာအစပဲရှိသေးတယ်ကျန်တာကိုတော့မနှက်ဖြန်မှဆက်ပြောပြမယ်ဗျာ like follow share လေးလုပ်ထားကြအောင်မနှက်ဖြန်ပြန်ဆုံကြမယ်ပြော